မင်္ဂလာပါခင်ဗျာဒီနေ့ဟာပအိုးတိုင်းရင်းသားတွေအတွက်အရန်ကိုထူးမြတ်တဲ့နေ့ရက်လေးတစ်ခုပါမနက်အစောကြီးထားပြီးတော့ထိုင်းနိုင်ငံဖန်ကုန်းမြို့မှာကျင်းပတဲ့ပအိုးကမျိုးသားနေ့ပွဲလီကိုကျွန်တော်တို့ခရီးနှူနေကြပါပြီအဝေးရောက်နေပြီမဲ့ကို့လူမျိုးနေ့ကိုတော့ဘယ်တော့မှမမေ့ကြပါဘူးပွဲမစော့ခင်မှာကူးစွာပထမဆရာတော်တန်ဃာတော်တွေကိုစွန်းဆက်ကပ်ပြီးကုသိုလ်ကောင်းမှုအရင်ပြုကြပါတယ်ဒီနေ့ပွဲကတော့တော်တော်လေးကိုစီကားရတယ်ပအိုးတိုင်းရင်းသားတိုင်းရင်းသူတွေအများကြီးကိုတစုတဝဲနဲ့တွေ့လိုက်ရတော့ကြက်တီတောင်ထားနေတယ်အားလုံးကရိုးရာဝတ်စုံအပြည့်အစုံနဲ့တတ်တရရရှိလိုက်ကြတာပါဘိုးဘွားတွေလက်ထက်ကတည်းကထိမ့်သိမ်းလာတဲ့ဒလေးထုံတန်းတွေကိုဒီလိုမျက်မြင်တွေ့ရတာတကယ်ကိုပြယူဆိုင်ပါတယ်စင်ကာပူပါလဲဖြော်ဖြူရေးအစီအစဉ်တွေနဲ့အတူအားလုံးကတက်ညီလက်ခုပ်တီးကြတချင်းဆိုကြပြီးစီးလုံးကိုပြသနေကြပါတယ်ကြည့်ပါဦးလူကြီးကအလံတွေကိုဖွင့်ရမ်းပြီးအားပေးနေကြတာဒီမြင်ကွင်းကတကယ်ကိုအားတက်စရာကောင်းလာပါတယ်ဒါပေမဲ့အခုမြင်နေတာကမပြည့်သေးပါဘူးခင်ဗျာကြံနေသေးတဲ့ရိုးရာအကအလအပြည့်အစုံစင်ပေါ်ဖြော်ဖြူရေးအစီအစဉ်တွေအလှမဲ့လေးတွေရဲ့လှပတက်ရက်တဲ့မြင်ကွင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ဗီဒီယိုကိုအဆုံးထိမကြော်သွားပဲကြည့်ပေးပါဦးနော်ဘယ်အစီအစဉ်ကိုသဘောကျခဲ့လဲဘယ်အကအလကစိတ်သေးထိခဲ့လဲဆိုတာကိုလည်း comment မှာမျှဝေပေးခဲ့ပါဦးပအိုးလူမျိုးတယောက်အနေနဲ့ဒီပွဲကိုမြင်ရတာဘယ်လိုခံစားရလဲဆိုတာလည်းရေးခဲ့ပါနော် like လေးနှိပ်ပြီး share လုပ်ပေးတာကအဝေးရောက်ပအိုးညီကိုမောင်နှမတွေမြင်တွေ့နိုင်တဲ့အကူအညီတစ်ခုပါပဲပအိုးအမျိုးသားနေ့မှာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာနောက်ဗီဒီယိုမှာထပ်မံတွေ့ဆုံကြမယ်နော်